တဲ့တွေ့ကြုံကိုကိုလည်းခါကြရင်ရှက်တယ်လို့မျိုးခံစားရတယ်။ဘာဖြစ်လဲဆိုတော့ဆဆချင်းဟိုးပထမပိုင်းဆဆချင်းပေါ့ကိုအကြောင်းလဲသူတို့မသိခင်သူတို့အကြောင်းလဲသူတို့ကလည်းဒီဘတ်စကင်အကြောင်းမသိခင်ပေါ့လေအဲ့လိုမျိုးမသိခင်ဆိုလို့ရှိရင်ကိုတီးနေဆိုနေတဲ့အချိန်မှာသူတို့ကဟိုတချို့ကြတော့လည်းဖြတ်သွားဖြတ်လာပေါ့ဟိုကိုဆိုတာကောင်းသလားမကောင်းသလားသူတို့ခံမှန်းလို့လည်းမရဘူးသိလည်းမသိဘူးဖြတ်သွားဖြတ်လာပဲအဲ့ခါကျရင်သူတို့တစွန်းတစကြားလိုက်ပြီးသူကကြည့်ပြီးလှောင်သွားတာမျိုးတွေရှိတယ်ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါသမီးလေးနာမည်ကနှင်းပွင့်ဖြူပါတာမောင်စွမ်းရဖြူပါကျွန်မနာမည်မလှိုင်ပါဆက်စပြီးတော့ဒီဘတ်စကင်တီးဖြစ်တာ2023လောက်ကเนาะစเนาะ2023လောက်ကစတာပေါ့အခု2025ဆိုတော့2နှစ်နီးပါးလောက်တော့ရှိသွားပြီပေါ့လေတော့ကလည်းကျမဒီအခွေတစ်ခွေထွက်ခဲ့မှုပါတယ်။ဒါပေမဲ့အဲ့ခွေထွက်ပြီးနောက်ပိုင်းကဒီစီးပွားရေးနဲ့လုံးဝန်းတာနဲ့တိတ်ပြီးတော့အချိန်မရအောင်2019နောက်ပိုင်းကျတော့အဲ့လိုစီးပွားရေးကလည်းအားဝါတဲ့အချိန်မှာကျမတို့ကအဲ့လူပညာကိုပြန်ပြီးတော့လုပ်မယ်ပေါ့။အဲ့အချိန်မှာဘတ်စကင်တီးတာတွေက trend ဖြစ်လာတယ်။သူများတွေကစလုပ်နေပြီပေါ့နော်။စလုပ်နေပြီဆိုတော့ကိုကတော့မလုပ်ဖြစ်သေးဘူးပေါ့။လုပ်ဖြစ်အဲ့မှာသူများတွေလုပ်တာတွေ့ရတယ်။အော်ကိုလည်းဆက်တွေပါတွေစပြီးစီစဉ်ပြီးတော့2023လောက်မှာစပြီးတော့ဘတ်စကင်တွေသူ့အဖေကစပြီးတော့တီးတာသူ့ဖေစတီးပြီးတော့ကျမတို့ကမဆိုဖြစ်သေးဘူးသူ့ဖေလိုက်ကူရင်းနဲ့ပေါ့လိုက်ကူရင်းနဲ့နောက်ကျကျမနည်းနည်းဝင်ဆိုတယ်ပေါ့ဝင်ဆိုပြီးတော့နောက်တစ်နှစ်လောက်နေတော့သမီးလေးကသချင်းဆိုခြင်းနဲ့ဆိုပြီးတော့သူ့အဖေဘတ်စကင်ဆိုတဲ့စီမှာသူကဝင်ပြီးတော့ဆိုလိုက်တာပေါ့လေတသားကြတော့အဲ့လိုမျိုး तू ကစပြီးတော့တီးတဲ့အချိန်မှာ तू ကမတီးသေးဘူးမတီးသေးဘူး तू ကကြည်နေတော့မယ်ဝိုင်းကူနေတော့မယ်အဲနောက်ကျတော့ तू ကအိမ်မှာတော့ drum set ရှိတယ်လေ drum e drum ရှိတယ်အဲ e drum ရှိတော့ e drum ကိုအိမ်မှာတီးလေ့ကျင့်ရင်းနဲ့နောက်သူ့အဖေကကျတော့အဲကာကျွန်းလေး तू ကစီစဉ်လိုက်တာပေါ့အိမ်မှာကာကျွန်း तू ကလှုပ်လိုက်တာပေါ့လှုပ်လိုက်တဲ့ခါကျအိမ်မှာကာကျွန်းတီးကြည့်နေအဲ့မှာ तू ကကာကျွန်းဝင်တီးရင်းနဲ့ကာကျွန်းက तू တီးတက်သွားရင်းနဲ့အဲ့မှာဘန်းဖြစ်လာပေါ့ဘန်းဖြစ်လာသူ့အဖေတယောက်တည်းကနေပြီးတော့သမီးလေးကလည်းဂီတာနဲ့ဟိုဆိုရတီးတယ်အဲကျမလည်းဝင်ဆိုတယ်အဲ့လိုမျိုးနောက် तू ကကြတော့လဲအဲ့လိုကာကျွန်းတွေပါတီးလာပြီးတော့ခါတဲ့ဟိုဘန်းဖြစ်သွားmusic band တစ်ခုဖြစ်သွားတာပေါ့လေ family band ပေါ့အဲ့လိုမျိုးဖြစ်သွားတာပေါ့၄ယောက်လုံးအဲ့မှာစုံစည်းစီဆိုတော့ကြည့်ရတဲ့လူတွေကအရန်သဘောကျတယ်အော်မိသားစုလိုက်တီးကြတာလားအံ့ဩနေတာပေါ့လေကျမတို့ကအတွေ့အကြုံကလေစစချင်းမှာပေါ့လေအဲ့ဘတ်စကင်တီးရတဲ့အတွေ့အကြုံကကိုလည်းခါကြရင်ရှက်တယ်လို့မျိုးခံစားရတယ်ဘာဖြစ်လဲဆိုတော့ဆဆချင်းဟိုးပထမပိုင်းဆဆချင်းပေါ့ကိုအကြောင်းလဲသူတို့မသိခင်သူတို့အကြောင်းလဲသူတို့ကလည်းဒီဘတ်စကင်အကြောင်းမသိခင်ပေါ့လေအဲ့လိုမျိုးမသိခင်ဆိုလို့ရှိရင်ကိုတီးနေဆိုနေတဲ့အချိန်မှာသူတို့ကဟိုတချို့ကြတော့လည်းဖြတ်သွားဖြတ်လာပေါ့ဟိုကိုဆိုတာကောင်းသလားမကောင်းသလားသူတို့ခံမှန်းလို့လည်းမရဘူးသိလည်းမသိဘူးဖြတ်သွားဖြတ်လာပဲအဲ့ခါကျရင်သူတို့တစွန်းတစကြားလိုက်ပြီးသူကကြည့်ပြီးလှောင်သွားတာမျိုးတွေရှိတယ်အဲလှောင်သွားတဲ့ခါကျတော့ကိုကပြန်ပြီးတော့စမ်းဖြစ်အောင်ကိုယ်စိတ်ကိုပြန်ပြုတ်ပြန်ရတာပေါ့ဒါပေမဲ့ तू တွေးပါများလာတဲ့ခါကျတော့နောက်ပိုင်းကျတော့ तू တွေးပါများလာတော့သူတို့ဆိုတာကောင်းတယ်ဆိုတာ तू လက်ခံလာတယ်။လက်ခံလာတဲ့အဆင့်ပေါ့လေ။ तू အားပေးအမြောက်အဆင့်မရောက်သေးဘူး။အားပေးတဲ့အဆင့်မရောက်သေးဘူး။ तू လက်ခံလာတဲ့အဆင့်ပဲရှိသေးတယ်။ခဏဖြတ်သွားဖြတ်လာသူတို့တွေးပြန်ပြီဒီမှာနောက်တစ်ခေါက်တွေးပြန်ပြီဒါပေမဲ့ဆိုဖျော်ဖြေတဲ့လူကကိုကအနုပညာကိုပြန်မြောက်ဖျော်ဖြေနိုင်တဲ့အခါကျတော့သူတို့စိတ်ထဲမှာသဘောကျလာတဲ့ဟာတွေကိုကမြင်တော့မြင်ရတာပေါ့လေဟိုစားတောက်ဆိုင်တို့ဘာတို့မှာဆိုတာလိုမျိုးဒီလူအရေအတွက်50ကိုဖျော်ဖြေတာမဟုတ်ဘူးဟိုဒီလိုမျိုးpublic မှာဖျော်ဖြေရတာလူပေါင်းတောင်းချီသိန်းချီရှိနိုင်တယ်လေရက်ွက်ထဲမှာအကုန်လုံးလည်းကြားနေတယ်အကုန်လုံးသွားတဲ့လူတွေကြားနေတယ်ဆိုတဲ့အခါကျတော့ကိုယ့်ရဲ့တက်တိကပို့ပြီးတော့မွေးရတာပေါ့လေပို့ပြီးတက်တိမွေးရတယ်ကိုမကောင်းရင်လည်းမကောင်းတော့နာမည်ကြီးကထွက်သွားမှာပဲကိုတေချာလေးစနစ်တကျနုပညာပေါ်မှာခါတမိုးထားပြီးဖျော်ဖြေတယ်ဖျော်ဖြေတယ်လို့မျိုးကိုယ့်ရဲ့တမိုးကတက်လာမှာပဲအဲ့လိုမျိုးစိတ်ကိုမွေးပြီးတော့ကိုကစူးစမ်းတာပေါ့လေ
ပါရဆိုရင်လည်းကွန်ပျူတာပေါ်မှာတချင်းတွေပါရဖွင့်ပြီးတော့ရဲနားထောင်တာတချင်းတွေကအင်္ဂလိပ်တချင်းရောမြန်မာတချင်းရောနားထောင်တယ်နားထောင်နေရတာနေကြီးလာတော့တချင်းတွေအများကြီးရနေအောင်တတိဖေရလည်းဂီတာတွေပါပြီးတော့ဂီတာလည်းတင်နေတယ်9နှစ်လောက်ကျတော့ယူကလီရစကြည့်ရယူကလီတီးပြီးတော့12နှစ်လောက်ကျတော့ဂီတာတီးတော့ဂီတာကနည်းနည်းတော့ယူကလီရရှိနေရှိတော့ဂီတာပါကျွမ်းနေတာနေပြီးတော့ပါလေကျွန်တော်ရှင်းတော့အရင်မဆုံးဖြစ်သေးဘူးကာကျုံးမကြည့်ရမို့အခုတော့တချင်းတော့နည်းနည်းတော့ဆိုပါတယ်စင်မော်လီရအောင်လို့ရှင်တော့ တကယ်အဆိုတော်ဖြစ်ချင်တာလုံးဝတကယ်လေ professional အဆိုတော်တွေဖြစ်တဲ့ทีတော့ဒါအိမ်မက်ရှိလဲကြီးလာလို့ရှင်လောက်ပါ ဟုတ်လုံးပါပါ မိမိရောရှိလားပြောပါ ရှိပါတယ် နော်ရှိလို့လဲဒါမြန်မာ style ပဲဝင်ပြိုင်နေပြီနော် ဟိုတစ်ခါကြလို့ရှိရင်သွားမဆိုဖြစ်တဲ့နေ့တွေပေါ့နော် online တက်လိုက်လို့ရှိရင် online မှာအဲ့လိုဝေဖန်တာတွေတွေ့ရလို့ရှိရင်စိတ်ဓာတ်ကပြန်ပြုတ်ကျသွားအောင်အိုးငါဆိုရတာအဲ့လိုမျိုးဆိုချင်ဘူးဒါပေမဲ့အဲ့ဒီစိတ်ဓာတ်ကဲငါတို့သွားဆိုဖို့လိုတယ်ငါတို့အမြဲတမ်းဒီမှာငါတို့အဖွဲ့ကဒီလိုမျိုးရက်တည်နေတယ်ဟုတ်တယ်မလားဒါကိုဆက်ပြီးရက်တည်ဖို့လိုတယ်ကိုနာမည်လေးရနေပြီဆိုသွားဆိုရတဲ့အခါမှာအဲ့သွားဆိုလိုက်တဲ့အချိန်မှာအားပေးလိုက်တဲ့လူတွေအဲ့ဒီပတ်ဝန်းကျင်တစ်ခုอ่ะပေါ့နော်သူတို့အရန်ပျော်တာမြင်ရတဲ့အချိန်မှာကိုကအားပြန်တက်သွားပြန်ဩအားပေးကြတယ်ဟုတ်တယ်မအဲ့ခံစားချက်ကတော်တော်လေးကိုခါကြရင်ပျော်ဖို့ကောင်းတယ်အဲ့တက်လိုက်ကြတယ်ကိုခံစားချက်ကအရန်ပျော်ဖို့ကောင်းတယ်မှလည်းရှိတယ်ဆိုချင်ဘူးဆိုတာလည်းရှိတယ်မသွားချင်ဘူးဆိုတာရှိတာပေါ့လေဒါပေမဲ့အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့တကယ် education ခံစားချက်ကိုကိုကသွားပြီးတော့အဲ့လိုဖြော်ပြတဲ့အချိန်မှာရတဲ့ခံစားချက်ကသူအဲ့ခံစားအဲ့ value ကိုသူတို့ခံစားတတ်တယ်ခံစားတတ်တဲ့ခါကျတော့သူတို့ရဲ့ value လည်းတက်လာတယ်သူတို့မှာအရေးချင်းတွေလည်းတက်လာတယ်ကိုကအမှုပညာပေါ်မှာပေးဆက်လိုက်တဲ့အခါကျတော့လေဟိုတကယ်တမိုးမထားတဲ့လူလည်းတမိုးထားလာတယ်သူတို့နားထောင်လာတယ်ဒါသူကြိုက်လာသဘောကျလာခလေးတွေရမ်းတော်တယ်နောက်တစ်ခေါက်လာဆိုပါအောင် the welcome လုပ်တယ်ဖိတ်တယ်ပေါ့နော်လူပညာကိုပေါ့ပြပြလုပ်လို့ရှိရင်မအောင်မြင်ဘူးဒီနေရာမှာမအောင်မြင်ဆိုတော့လူပညာပေါ်မှာပို့ပြီးတော့တန်ဖိုးထားပြီးတော့ခန်းစားချက်နဲ့အဲ့လိုမျိုးပေါ့ရက်တီမှာတော့အောင်မြင်တာဘတ်စကင်မှာလေဘတ်စကင်မှာအဲ့လိုမျိုးစိတ်မျိုးခန်းစားချက်ရှိမှအောင်မြင်တာဒီဘတ်စကင်တီးတာဆိုတာကကြတော့ तू ကအရန်စူးစမ်းအဲ့လိုစူးစမ်းရက်တည်ရဲ့အတွက်ဒီအမှုပညာပြပြတတ်သူကလုံနေရတဲ့နေ့အမှုပညာဟုတ်လားဘာမှလေဟိုအပိုစာသားတွေမပါဘူးဟိုစင်ပေါ်မှာလို့ခါပြလှုပ်ပြတယ်မပါဘူးလေဆိုကဒီကိုယ့်ရဲ့အမှုပညာကိုပဲဖော်ကျူးရတာဖြစ်တဲ့အတွက်အဲ့ခါကျတော့လေ့ကျင့်မှုအားကောင်းမှသူကအဲ့လိုဒီလေ့ကျင့်မှုအားကောင်းတဲ့ပုံမှာလဲ supporting ရရှိမှာအဲ့တော့မှ तू ကအဲ့လိုမျိုးဆက်ပြီးတော့ move on လုပ်လို့ရတာပေါ့ဆက်ပြီးရွေးလို့ရတာပေါ့မဟုတ်လို့ရှိရင် supporting လည်းမရှိဘူးဆိုရင်ကိုကဒီဟာမဆက်မလုပ်နိုင်တော့ရင်ဒီအမှုပညာပြောင်မြောက်တဲ့အမှုပညာလည်းထွက်လာမယ်လို့မထင်ဘူးပေါ့လေဘက်ကို4-5ရက်လောက်ဆိုပါတယ်ကြောင်မြောင်းထဲမှာပဲအဓိကထားပြီးဆိုတာပေါ့လေကြောင်မြောင်းမှာဆိုရင်ဒီကြောက်ခွက်တဲ့လမ်းမကြီးပေါ်မှာကောင်းစိန်ရေကမုတ်ဆိုင်ရှိပေါ့နော်အဲ့မှာအများတန်းဆိုတယ်ပြီးတတိပဋ္ဌာန်ကြောင်မြောင်းထဲကပဲတတိပဋ္ဌာန်လမ်းမကြီးပေါ်က7 star လက်ဖိတ်ဆိုင်ရှိမှာ7 star စားတောက်ဆိုင်ရှိမှာအမျက်နှချင်းဆိုင်ပေါ့နောက်မှာစီချွန်းဟော့ပေါ့ဆိုင်ရှိတယ်နော်စီချွန်းဟော့ပေါ့ဆိုင်အဲ့နာမှာဆိုပါတယ်နော်အလားအားပေးလို့ရပါတယ်တစ်ပတ်ကို3-4ရက်လောက်တော့ဆိုပါတယ် Myanmar Star Bazaar